လူတိုင်းဟာကမ္ဘာပြက်ကရှင်တန်ရေးဂိမ်းတစ်ခုတည်းကိုရောက်သွားကြတယ်လူတွေဟာစွမ်းအားရှင် super powers တွေရဖို့အတွက်အယူအမူတိုက်ခိုက်ခဲ့ကြတယ်ကျွန်တော်တယောက်တည်းပဲအကန့်အသတ်မရှိတဲ့ပတ်စံ unlimited money ကိုရွေးချယ်ခဲ့တာလူတိုင်းကကျွန်တော်ကိုရေမောပြီးလူလို့ပြောကြတယ်ကမ္ဘာပြက်ကထဲမှာပတ်စံကဘာမှတန်ဖိုးမရှိဘူးလို့သူတို့ပြောကြတယ်ဒါပေမဲ့သူတို့ဘာမှမသိကြဘူးဖုတ်ကောင် zombies တွေကတကယ်ချင်းချောက်မှုမဟုတ်ဘူးစွမ်းအားရှင်တွေရထားတဲ့လူတွေကမှပိုပြီးအန္တရာယ်များတာအဲ့ဒီနောက်စနစ် system ရဲ့ကြီးညာချက်ထွက်ပေါ်လာတယ်ကျွန်တော်တို့ကစားသမား300ဟာဂိမ်းထဲကိုတိုက်ရိုက်ရောက်သွားခဲ့တယ်စနစ်ကရှင်းပြတာကတော့ကျွန်တော်တို့အားလုံးဟာတကယ်ကမ္ဘာမှာတည်ဆုံသွားခဲ့ကြပြီတဲ့ဒုတိယအကြိမ်အသက်ရှင်ခွင့်ရဖို့အတွက်ဒီကမ္ဘာပြက်ကဂိမ်းထဲမှာအဆုံးထိရှင်တန်အောင်နေထိုင်ရမယ်အဲ့ဒီနောက်တစ်ဆင့်ရောက်လာတယ်အစပြုပစ္စည်းတွေကိုရွေးချယ်ရမယ့်အချိန်ပေါ့စင်ပေါ်မှာရှိတဲ့ပစ္စည်းတွေကိုကျွန်တော်အမြန်ကြည့်လိုက်တယ်အများစုကတော့အမျိုးမျိုးသောစွမ်းအားရှင်တွေပဲတခြားကစားသမားတွေကတော့အဲ့ဒါတွေကိုရဖို့အယူမူလူနေကြတယ်ကျွန်တော်ကတော့စရင်ရဲ့နောက်ဆုံးစာမျက်နှာအထိလှမ်းကြည့်လိုက်တယ်အောက်ဆုံးမှာအဆုံးမရှိတဲ့ကြွယ်ဝမှု Ganglas Wolf လို့ရေးထားတဲ့ဒင်္ဂါပြားလေးတစ်ခုကိုတွေ့လိုက်တယ်နှစ်ခါမစင်းစားတော့ပဲအဲ့ဒါကိုချက်ချင်းယူလိုက်တယ်ကျွန်တော်နဲ့အတူပါလာတဲ့အတန်းကောင်းဆောင်ဝန်တန်း White Tank ကတော့ Fast Tank ချုပ်ချင်း Mind Control စွမ်းအားကိုရွေးခဲ့တယ်ကျွန်တော်ဒင်္ဂါပြားယူတာကိုမြင်တော့သူကကျွန်တော်ကိုမလောင်ပဲမနေနိုင်တော့ဘူးမတ်မင်းကတကယ်ပဲပတ်စံအဲ့လောက်တောင်ငတ်နေတာလားကဘာကြီးပြတ်တော့မယ်လေပတ်စံကမင်းအတွက်ဘာသုံးဝင်မှာလဲကျွန်တော်ဘာမှပြန်မပြောနိုင်ခင်ပါပဲသူကအတန်းထဲကအလှပကေးလူရန်လီဝရန်စီလှည့်သွားတယ်သူကအချစ်ရဲ့စွမ်းအား the power of love ဆိုတာကိုရွေးထားတာလူတိုင်းငါ့ကိုချစ်မိသွားအောင်ငါလုပ်နိုင်တယ်လေဖုတ်ကောင်တွေတော့ငါရဲ့အလှမှာမိသွားလိမ့်မယ်စစ်မှန်တဲ့အချစ်ကငါ့ကိုကာကွယ်ပေးထားရင်ငါချင်းတည်အသက်ရှင်မှာပါပစ္စည်းတွေအားလုံးရွေးပြီးသွားတဲ့အခါစနစ်ကနောက်တစ်ချိန်ကြီးညာပြန်တယ်လူတိုင်းကိုသူတို့ရဲ့စွမ်းရည်တွေကိုလေ့ကျင့်ဖို့နဲ့လာမယ့်စစ်ပွဲအတွက်ပြင်ဆင်ဖို့အချိန်တစ်နှစ်ပေးလိုက်တယ်ကမ္ဘာပြက်ကအခြေအနေ apocalypse mode ကိုနောက်7နှစ်လအကြာမှာတရားဝင်စတင်မယ်အောင်နိုင်သူတယောက်တည်းပဲဒီဂိမ်းထဲကနေထွက်သွားနိုင်မယ်နောက်ဆုံးရှင်တန်သူတယောက်တည်းသာစုကြီးကိုရရှိမှာဒီစီကံကိုကြားလိုက်ရတဲ့အခါလူတိုင်းရဲ့မျက်နှာသားတွေချက်ချင်းပြောင်းလဲသွားတယ်အဖွဲဖွဲဖို့စဉ်းစားထားတဲ့သူတွေဟာအခုတော့တယောက်ကိုတယောက်တန်တရားမျက်လုံးတွေနဲ့ကြည့်နေကြပြီဒီရှင်တန်ရေးဂိမ်းထဲမှာတငယ်ချင်းဆိုတာမရှိဘူးလူတိုင်းဟာရန်သူပဲကျွန်တော်တစ်စက္ကန့်တော့အချိန်မဖြုံးပဲအဲ့ဒီကနေထွက်လာခဲ့တယ်ကျွန်တော်ရဲ့ကမ္ဘာပြက်ကရှင်တန်ရေးအစီအစဉ်ကိုချက်ချင်းစတင်လိုက်တယ်ကမ္ဘာမြေပုံကိုကျွန်တော်စစ်ဆေးကြည့်ပြီးအစီပိတ်သမုဒ္ဒရာတွေကအထီးကျန်ကျွန်းလေးတစ်ကျွန်းကိုရွေးချယ်လိုက်တယ်ငလင်ကြောပေါ်မှာမရှိဘူးမုန်တိုင်းတန်တိတ်မရှိတဲ့နေရာတဘာဝအတိုင်းပြန်ပြူးတဲ့နေရာရှိပြီးလေရင်ကွင်းဆောက်ဖို့အကောင်းဆုံးပဲတဘာဝအကာအကွယ်ဖြစ်စေမဲ့တောင်တန်းတွေလည်းဝန်းရံထားတယ်ကျွန်တော်ဒေါ်လာ1 ဘီလီယံလောက်သုံးပြီးအဲ့ဒီကျွန်းကိုအပိုင်ဝင်လိုက်တယ်ကျွန်းနာမည်ကိုအနာဂတ်ကျွန်း Future Island လို့အလွယ်ပဲပေးလိုက်ပြီးခရီးသွားလုပ်ငန်းအတွက်ဖွံ့ဖြိုးအောင်လုပ်နေတာလို့အကြောင်းပြလိုက်တယ်ခရီးသည်တင်တင်မောကြီး30စီးကိုတပြိုင်နက်ဝယ်လိုက်ပြီး NPC တွေနဲ့စောက်လုပ်ရေးစာချုပ်တွေချုပ်လိုက်တယ်ဆက်ရန်ရကြီးတွေနဲ့စောက်လုပ်ရေးပစ္စည်းတွေကိုကျွန်းစီပို့လိုက်တယ် NPC အရာရှိတွေကိုလှုပ်ဝက်ချက်ထိန်းသိမ်းရေးစာချုပ်တွေတင်းတင်းကြပ်ကြပ်ချုပ်ခိုင်းထားတယ်သူတို့ကိုယ်တိုင်တော့အနာဂတ်ကျွန်းဘယ်မှာရှိလဲဆိုတာအမှန်တကယ်မသိကြဘူးတင်မောတွေကျွန်းကိုရောက်တာနဲ့အလုပ်သမားတွေကယာယီလေရင်ကွင်းကိုစတင်ဆောက်လုပ်ကြတယ်အဲ့ဒီနောက်ကျွန်တော်လေရင်စင်းတရားကိုငှားပြီးနေရာအနှံ့ကစောက်လုပ်ရေးအလုပ်သမားတွေကိုခေါ်လာခဲ့တယ်အဲ့ဒီအလုပ်သမားတွေဟာနေရောညပါအလုပ်လုပ်ကြရတယ်အနာဂတ်ကျွန်းရဲ့ဒီနေရာကိုဖုံးကွယ်ထားဖို့အတွက် line ဖြတ်ဆက် signal jammers တွေကိုကြိုတင်ဝယ်ထားပြီးအလုပ်သမားတွေရဲ့ဖုန်းအားလုံးကိုတင်ထားလိုက်တယ်ကျွန်းပေါ်မှာအလွန်ခိုင်ခန့်တဲ့ခံတပ်ကြီး30ခုကိုစောက်လိုက်တယ်ပစ္စည်းအားလုံးကအဆင့်မြင့်ဆုံးအကောင်းဆုံးတွေပဲပြင်းအား7နှစ်အဆင့်ရှိတဲ့ငလျင်တန်ကိုတောင်ခံနိုင်အောင်စောက်ထားတာခံတပ်တစ်ခုချင်းစီရဲ့အပြင်ဘက်ကိုတဘာဝနဲ့တသားတည်းဖြစ်အောင်ဖုံးကွယ်ထားတယ်ဂျိုးလူတွေကနေတောင်အပေါ်ကနေဘာမှမမြင်နိုင်ဘူးဒါပေမဲ့ဒါတွေအားလုံးကအယောင်ပြတွေပဲတကယ်ကဘာပြက်ကခိုးလုံရကတော့မြေအောက်မှာရှိတာမြေအောက်ခိုးလုံရဟာနျူကလ িয়ার တိုက်ခိုက်မှုနဲ့ဇီဝဓာတုတိုက်ခိုက်မှုတွေကိုခံနိုင်ရရှိတယ်မြေအောက်ထဲအထိတိုးဝင်နိုင်တဲ့ဖုတ်ကောင်တွေတောင်9 မီတာထူရှိတဲ့တံမဏိနံရံကြီးတွေကိုဖျက်နိုင်မှာမဟုတ်ဘူးမြေပြင်ကခံတပ်တွေမှာမြေအောက်ကိုဆင်းတဲ့လှုပ်ဝက်လမ်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီလမ်းတွေကိုအရန်ကျင်းအောင်စောက်ထားတာဒီချိန်မှာလူတစ်ယောက်ပဲအနိုင်နိုင်ဖြတ်သွားလို့ရတယ်အထဲမှာတော့ဝင်းကပ်ပါလို့ပဲမတော်တဆလမ်းမှန်ကိုတွေ့သွားရင်တော့ပင်မတကားကိုရောက်ဖို့လမ်းမှာထောင်ချောက်တွေအများကြီးရှိသေးတယ်လမ်းတစ်ခုခုပောက်ကွဲသွားရင်တော့တခြားလမ်းတွေကနေမြေပြင်ကိုပြန်တက်လို့ရတယ်ကဘာပြက်ကထဲမှာစွမ်းအင်ကအရာအလုံးပဲလျှက်စစ်မီပြဿနာကိုဖြေရှင်းဖို့ကျွန်းပေါ်မှာလေအားလျှက်စစ်စက်တွေတက်ဆင်လိုက်တယ်ပြီးတော့ဒီအားလျှက်စစ်နဲ့နျူကလ িয়ার စွမ်းအင်သုံးစက်တွေကိုလည်းထည့်ထားတယ်ရေကိစ္စကလည်းဖြေရှင်းရတာလွယ်ပါတယ်မိုးရေစုဆောင်းတဲ့စနစ်တွေပင်လယ်ရေကိုတောက်ရေဖြစ်အောင်ပြောင်းတဲ့စနစ်တွေလုပ်ထားတယ်ကဘာပြက်ကညဉ့်ညမ်းနေတဲ့ရေတွေကိုတောက်ရေဖြစ်အောင်လုပ်ပေးနိုင်တဲ့မြေအောက်ရေတန့်စင်စက်တွေကိုတောင်တူးဖော်တက်ဆင်ထားသေးတယ်အပူချိန်မြင့်ပိုးတက်စနစ်အပူချိန်နှိပ်ပိုးတက်စနစ်ခရမ်းလွန်ရောင်ကြီးနဲ့ဓာတုဗေဒပိုးတက်စနစ်တွေအကုန်ရှိတယ်ရေဆိုးတန့်စင်စနစ်ကတော့ခိုးလုံရရဲ့မိလာတွေကိုအထူးကင်တွယ်ပေးတယ်ရေကြီးနိုင်ခြေကိုထည့်သွင်းစဉ်းစားပြီးနေရန်အားလုံးကိုရေလုံအောင်လုပ်ထားတယ်တကားတွေပိတ်လိုက်ရင်လေတောင်မဝင်နိုင်ဘူးမြေအောက်ရေနှုတ်မြောင်းစနစ်ကတော့တကယ်ကိုခိုင်မာပါတယ်လေတန့်စင်စနစ်အများပြားကိုတက်ဆင်ထားလို့မြေအောက်ခိုးလုံရမှာတန့်ရှင်းတဲ့လေကိုအမြဲရနေမှာပါအောက်ဆီဂျင်ဘူးတသိန်းကိုလည်းစုဆောင်းထားသေးတယ်မြေအောက်ထဲမှာအကြာကြီးပိတ်နေရတဲ့အခြေအနေမျိုးအတွက်ပေါ့တီချာအခန်းပေါင်း10 ခန်းဆောက်ထားတယ်တစ်ခန်းဒါမှမဟုတ်2 ခန်းပြတ်သွားရင်တော့ကျန်တဲ့အခန်းတွေကအစားထိုးလှုပ်ဆောင်ပေးနိုင်တယ်အခန်းတိုင်းမှာသူ့အလုံးနဲ့သူရှိတယ်အဲ့ဒီထဲက3 ခန်းကတော့နောက်ဆုံးပေါ်အလိုလျောက်စိုက်ပျိုးရေးစနစ်တွေသုံးထားပြီးဟင်းသီးဟင်းရွက်စိုက်တာငါးမွေးတာနဲ့ကြက်မွေးတာတွေလုပ်နိုင်တယ်ဂိုးတောင်နှစ်ခုထဲမှာ12 ဆာလောက်တဲ့ရိတ်ခါတွေကိုစုဆောင်းထားတယ်စေဝါအစားအစာနဲ့ရေပေါ့ NPC တွေကကျွန်တော်ရဲ့ဆောက်လုပ်ရေးကိုတန်တရားဝင်တဲ့အခါတိုင်းသူတို့ပါဆက်ပိတ်သွားအောင်ပတ်စံတွေအများကြီးပေးလိုက်တယ်အဲ့ဒီနောက် Eagle Land ကိုသွားပြီးလက်နက်ကြီးတွေဝယ်လိုက်တယ်အဲ့ဒီထဲမှာတိုက်ခိုက်ရေးစက်ရုပ်တွေနဲ့ကင်းထောက် drones တွေလည်းပါဝင်တယ်ကျွန်တော်ကပတ်စံအများကြီးပေးနိုင်တာကြောင့်မောင်ခိုဈေးကွက်ကနေနျူကလ িয়ার ထိပ်ဖူး2 ခုကိုတောင်ရအောင်ဝယ်ခဲ့သေးတယ်ပင်လယ်အော်တစ်ခုမှာတော့ကျွန်တော်ရဲ့နျူကလ িয়ার ရေငုပ်တင်မောနဲ့ဂျက်လေယာဉ်ကိုဝတ်ထားတယ်မြေအောက်ခိုလုံရကနေရေငုပ်တင်မောစိတ်ကန်းအထိတိုက်ရိုက်သွားလို့ရတဲ့လမ်းရှိတယ်စွမ်းအားရှင်ကစားသမားတွေကျွန်းကိုမလာနိုင်အောင်ကျွန်းပတ်ပတ်လည်မှာလူလုတ်တန်တာကြောက်တန်းတွေလုတ်ထားတယ်ဘ
ဘယ်တင်မောကြီးပဲလာကြောက်ဆောင်နဲ့တိုက်ပြီးမြုပ်သွားမှာပဲကမ်းခြေနဲ့နီးတဲ့နေရာတွေမှာတော့လျှက်စစ်ချန်စီယိုတွေခတ်ထားပြီးကျွန်းတစ်ပတ်လုံးကိုဝိုင်းထားတယ်ပတ်ဝန်းကျင်ရေပြင်တွေမှာလည်းနေရာအနှံ့မိုင်းတွေထောင်ထားတယ်ရေဒါစနစ်တွေလည်းတက်ဆင်ထားလို့ကျွန်းကိုချင်းကပ်လာသမျှအရာအလုံးကိုကြိုသိပြီးအချိန်မီဖျက်ဆီးပြစ်နိုင်တယ်ကောင်းကင်မှာလည်းလျှက်စစ်ကွန်ရက်အကြီးကြီးတစ်ခုလှုပ်ထားလို့ယောဂပိုးရှိတဲ့ငှက်တွေကျွန်းပေါ်ကိုမဆင်းနိုင်ဘူးတစ်နှစ်အတွင်းမှာပဲကျွန်းရဲ့ကာကွယ်ရေးစနစ်တွေအားလုံးအဆင်သင့်ဖြစ်သွားပြီးရန်သူတွေကိုလှည့်စားဖို့အတွက်ကမ္ဘာအနှံ့မှာခီးသွွားလုပ်ငန်းတွေလုပ်နေတယ်လို့မျိုးအယောင်ပြခဲ့သေးတယ်ဒါမှတခြားကစားသမားတွေသတိမထားမိမှလေအဲ့ဒီအပန်းဖြေစခန်းတွေကတကယ်တော့ကျွန်တော်ရဲ့အရန်နေရာတွေပဲအဲ့ဒီကိုစီပြန်ဖြစ်စရာမလိုပဲဓာတ်ရိုက်ပြန်တန်းသွားလို့ရတယ်နောက်ဆုံး NPC အုပ်စုကိုပြန်လွှတ်ပြီးတဲ့နောက်ကျွန်းပေါ်မှာကျွန်တော်တယောက်တည်းပဲကျန်တော့တယ်အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီတစ်ခုကိုဝယ်လိုက်ပြီးအာကာသထဲကဂျိုတူပေါင်း6000ကျော်ကိုထိန်းချုပ်လိုက်တယ်ကျွန်တော်ရဲ့အင်တာနက်လိုင်းမပြတ်သွားအောင်လို့ပေါ့အဲ့ဒီတစ်နှစ်အတွင်းမှာပဲကမ္ဘာတဝန်းကလေကြောင်းလိုင်းတွေနဲ့တင်မောလိုင်းတွေကိုဝယ်ယူခဲ့တယ်ပြီးတော့နောက်ဆုံးတစ်ပတ်မှာလေယာဉ်နဲ့တင်မောအလုံးကိုဖျက်ဆီးပစ်ဖို့အမိန့်ပေးလိုက်တယ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကခရီးဝေးတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုဖျက်ဆီးပစ်လိုက်ပြီဆိုတာတစ်ကမ္ဘာလုံးသိသွားကြတယ် NPC တွေကတော့သူယူသွားပြီလို့ထင်ကြတာပေါ့ဒါပေမဲ့ကစားသမားတွေကတော့နားလည်ကြတယ်ဒီကမ္ဘာတထေးကြီးဟာသူတို့ရဲ့ပြန်ဘက်ပဲဆိုတာကိုပေါ့ကစားသမားတွေရဲ့စကားပြောခန်းချက်မှာအကြောင်းကြားစာတစ်ခုတက်လာတယ်ဝန်တန်ကကျွန်တော်ကိုမေးတယ်မက်အဲ့ဒီကမ္ဘာတထေးကြီးကမင်းမဟုတ်လားတဲ့ကျွန်တော်အဆုံးမရှိတဲ့ကြွယ်ဝမှုကိုယူခဲ့တာကိုသူတယောက်တည်းပဲမြင်ခဲ့တာလေဒါပေမဲ့ကျွန်တော်သူ့ကိုလုံးဝလိလူရှုထားလိုက်တယ်တပတ်အကြာမှာတော့ကမ္ဘာပြက်ကရောက်လာခဲ့ပြီသူတို့ရဲ့စွမ်းအားတွေကိုအစွမ်းကုန်လေ့ကျင့်ထားတဲ့ကစားသမားတွေဟာအဆင်သင့်ဖြစ်နေကြပြီကစားသမား300ရဲ့နာမည်နဲ့ ID တွေဟာမျက်နှာပြင်ပေါ်မှာပေါ်လာတယ်ကျွန်တော်ကနံပါတ်69ဝန်တန်ကနံပါတ်1လူရန်ရန်ကနံပါတ်1တတိထားပါကမ္ဘာပြက်ကစတင်ပါပြီဒီဂိမ်းဟာကစားသမားတယောက်တည်းကျန်တဲ့အထိဆက်သွားနေမှာပါကမ္ဘာပြက်ကဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့မိုးတိထန်စွာရွာသွန်းမှုနဲ့စတင်နိုင်မယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူးရဲပေါင်းများစွာမိုးမပြတ်ရွာသွန်းမှုကြောင့်ကြီးမားတဲ့ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တယ်အနာဂတ်ကျွန်းလည်းထိခိုက်ခဲ့ပေမဲ့ကျွန်းကတင်းငယ်တာကြောင့်2ရက်အကြာမှာမိုးတိမ်တွေကုန်သွားခဲ့တယ်မြေအောက်ခိုလုံရတဲ့ကိုတောင်ဝင်ပုန်းဖို့အချိန်မရလိုက်ဘူးစွမ်းအားရှင်တွေအားလုံးကတော့အငိုက်မိသွားကြတယ်သူတို့လည်းဒီကမ္ဘာကိုရောက်တော့ကဘာမှမပါပဲရောက်လာကြတာလေတစ်နှစ်ပတ်လုံးသူတို့ဟာစွမ်းအားတွေလေ့ကျင့်ရင်ပတ်စံရဖို့ရုန်းကန်ခဲ့ကြရတာသူတို့ရဲ့ရုန်းကန်ရမှုကတော့ပြောနေစရာမလိုပါဘူးသူတို့စုဆောင်းထားတဲ့ရိတ်ခါတွေကလည်းအနည်းအကျဉ်းပဲစွမ်းအားတွေကိုတုံးပြီးရာဇဝတ်မှုကျူးလွန်တဲ့ကစားသမားအနှဲငယ်ပဲဘီလာဗဲလာတွေရခဲ့ကြတာသူတို့ကမြေအောက်ခန်းတွေမှာခိုလုံရလှုပ်ထားကြတယ်ရေကြီးတော့မြေအောက်ခန်းကအရင်ဆုံးရေမြုပ်တာပေါ့သူတို့ရဲ့ရိတ်ခါတွေအကုန်ပျက်စီးကုန်တယ်ဘီလာတစ်ခုလုံးရေအောက်ရောက်သွားခဲ့ပြီးတချို့ကစားသမားတွေကမြေအောက်ကားပါကင်တွေမှာခိုလုံရလှုပ်ထားကြတယ်အဲ့ဒါတွေလည်းအကုန်ရေမြုပ်ကုန်တာပဲအထက်မြင့်ခိုလုံရတွေကတော့လောလောဆယ်ဘေးကင်းပေမဲ့မိုးကမရက်သေးဘူးမြေအောက်ကစားသမားတွေရဲ့ရိတ်ခါတွေကလည်းတဖြည်းဖြည်းကုန်လာပြီးလူတိုင်းထိတ်လန့်ကုန်ကြပြီအဲ့ဒီအချိန်မှာကျွန်တော်ကတော့မုံတွေစားရင်ဓာတ်ရိုက်ထုတ်လွှင့်မှု live stream တစ်ခုကိုကြည့်နေတာထုတ်လွှင့်တဲ့သူကလိုက်ကနောက်မှာပုံပြီးလမ်းတစ်ဖက်ကအဆောက်အဦကိုခိုးရိုက်နေတာကစားသမားတစ်ယောက်ကမီးစွမ်းအား fire powers ကိုတုံးပြီးရိတ်ခါတွေလူရက်နေတယ်ညီလေးတို့ဒါကရုပ်ရှင်တွေကအထူးပြုလုပ်ချက်တွေမဟုတ်ဘူးနော် cosplay လည်းမဟုတ်ဘူးဒါကတကယ်စွမ်းအားရှင်ပဲသူကအရင်ကငါတို့ဝင်းထဲကလုံခြုံရေးဝန်ထမ်းပဲအခုတော့သူတကားတွေကိုမီးနဲ့မြိုက်နေပြီဒါသူ30ကြိမ်မြောက်လူရက်တာပဲစကားပြောခန်းချက်အဲမှာတော့စူညံနေတာပဲစွမ်းအားရှင်တွေကတကယ်ရှိတာလားအဲ့ဒါဆိုကဘာပြက်ကတကယ်ရောက်လာတာပေါ့ထုတ်လွှင့်တဲ့သူတတိထားဦးဟိုဘက်အဆောက်ဦးပြီးရင်မင်းစီလာတော့မှမီးစွမ်းအားကတကယ်စိတ်ချရလို့လားမီးစွမ်းအားကစားသမားက NPC တွေကိုသတင်းပေးလိုက်တယ် SWAT အဖွဲ့ဝင်တွေအများကြီးကယ်ဆယ်ရေးလှေတွေနဲ့ရောက်လာကြတယ်သူတို့ကတနက်တွေနဲ့အဆောက်အဦကိုဝိုင်းလိုက်ကြတယ်ထုတ်လွှင့်တဲ့သူရဲ့လက်တွေကစိတ်လှုပ်ရှားလို့တုန်နေပြီညီလေးတို့တနက်ပြပွဲကိုငါပထမဆုံးမြင်ဘူးတာပဲဒီလုံခြုံရေးရဲ့မီးကတော့တကယ်ကြောက်စရာပဲသူကတန်တကားကိုစက္ကန့်ပိုင်းအတွင်းအရေးပြောအောင်လုပ်လိုက်တယ် SWAT အဖွဲ့ကအဆောက်အဦထဲကိုဝင်စီးလိုက်ပြီးတနက်တန်တွေကလည်းစူညံနေတာပဲရုတ်တရက်လူတစ်ယောက်ကခေါင်းမိုးပေါ်ကနေပြန်ထွက်လာပြီးရေထဲကိုတန်းပြီးခုန်ချလိုက်တယ်မကြခင်မှာပဲကဘာလုံးဆိုင်ရာစကားပြောခန်းမှာအဲ့ဒီကစားသမားရဲ့နာမည်ကမီးကိုရောင်ပြောင်းသွားတာကိုတွေ့လိုက်ရတယ်အဲ့ဒါကအဲ့ဒီကစားသမားတည်သွားပြီဆိုတဲ့အတိတ်ပဲအဲ့ဒီအချိန်မှာပဲစကားပြောခန်းထဲမှာဝန်တန်ကကျွန်တော်ကိုထပ်ပြီးစကားလာပြောတယ်မက်ငါတို့အဖွဲ့ရအောင်ကြည်ဦးငါတို့ကတငယ်ချင်းဟောင်းတွေလေငါတို့ရဲ့နံပါတ်တွေကလည်းကက်လျက်ပဲငါတို့အဖွဲ့ရင်ငါတို့အဆုံးထိကျင်းတည်ရှင်တန်မှာပါသူကအရှက်မရှိဗီဒီယိုခေါ်ဆိုမှုတွေခဏခဏပို့နေပေမဲ့ကျွန်တော်ကတော့လစ်လူရှုထားလိုက်တယ်တကယ်လို့ငါတို့အဖွဲ့ပြီးနောက်ဆုံး2ယောက်ပဲကြံတော့ရင်သူကသူ့ရဲ့စိတ်ထိန်ချုပ်ခြင်းစွမ်းအားကိုတုံပြီးငါ့ကိုတက်ပြီးသူပဲအနိုင်ယူမှာလေသူကငါ့ရဲ့ညံရီကိုအထင်သေးနေတာလားဒါမှမဟုတ်သူ့ကိုယ်သူအထင်ကြီးလွန်းနေတာလားရေနဲ့မီးတွေပြတ်တောက်ကုန်ပြီးအစားအစာတွေလည်းကုန်လာပြီး3လကြာရေကြီးမှုက NPC တွေရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးလိုက်တယ်နောက်ဆုံးတော့တယောက်ကဆက်ပြီးမအောင်အီးနိုင်တော့ဘူးသူတို့တွေစွန့်စားမှုတွေဆက်လုပ်လာကြတယ်နေရာအနှံ့မှာလူရဲ့မီးရှို့တာတွေဖြစ်လာတယ်ကစားသမားတွေကလည်းလူအုပ်ထဲမှာရောနှောပြီးရှင်တန်မဲ့လမ်းဆက်ကိုရှာနေကြတယ်ဒါပေမဲ့စွမ်းအားရှင်တွေကဖုံးကွယ်ထားလို့မရဘူးအဲ့ဒါကအထက်လူကြီးတွေရဲ့တတိထားမှုကိုရသွားစေတယ်စွမ်းအားရှင်တွေကိုဖမ်းဆီးဖို့ဓာတ်ရိုက်အမိန့်ထုတ်လိုက်ကြတယ်ဖမ်းမိတဲ့သူတွေကိုသူတေသနာဌာနတွေကိုပို့လိုက်ကြတယ်တလအတွင်းမှာပဲကစားသမား30ရဲ့နာမည်တွေမျက်နှာပြင်ပေါ်မှာပေါ်လာတယ်ရုတ်တရက်ကစားသမားတွေဟာလက်နေတဲ့ငှက်တွေလိုဖြစ်ကုန်ပြီးလူတိုင်းကစိုးရိမ်ထိတ်လန့်နေကြရတယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့လုံးဝမတူညီတဲ့ကဘာတစ်ခုမှာနေထိုင်နေတာတခါတရံကျွန်တော်ရဲ့ဟင်းသီးဟင်းရွက်တွေကိုစစ်ဆေးတယ်
ကျွန်တော်ရဲ့ဗီလာထဲမှာဂိမ်းဆော်တယ်ရေကူးကန်ထဲမှာရေကူးတယ်အနာဂတ်ကျုံကတော့တကယ်နိဗ္ဗာန်ပုံပဲကျွန်တော်ကတော့ကောင်းမွန်တဲ့ဘဝကိုဖျက်ဆီးနေတာဒါပေမဲ့ကောင်းတဲ့အချိန်တွေကကြာရှည်မခံပါဘူးနောက်ဆုံးတော့ကျွန်တော်တစ္ဆာဖောက်ခံလိုက်ရတယ်တယောက်ကကဘာလုံးဆိုင်ရာစကားပြောခန်းမှာအမည်မဖော်ပဲတင်လိုက်တယ်ကစားသမားကို19ကကဘာအချမ်းသာဆုံးပုဂ္ဂိုလ်ပဲသူကကဘာမပြတ်ခင်ကတည်းကခိုးလုံရတွေအများကြီးစောက်ထားတာကျင်းတည်တယ်ကစားသမားကို19ကိုရှာတွေ့ရင်လူတိုင်းအသက်ရှင်နိုင်လိမ့်မယ်တိတ်ဆိတ်နေတဲ့စကားပြောခန်းဟာချက်ချင်းဆိုသလိုပောက်ကွဲထွက်သွားတယ်ကစားသမားကို19ထွက်ခဲ့စမ်းမင်းကတယောက်တည်းကောင်းကောင်းနေပြီငါတို့ရာပေါင်းများစွာကတော့ဒုက္ခရောက်နေရတယ်အရန်ရက်ဆက်ရုံမာတာပဲအဲ့ဒီလိုကစားသမားမျိုးကိုဖယ်ရှားပြရမယ်69ကိုရှာတွေ့ရင်ငါတို့အသက်ရှင်မယ်အားလုံးပဲသွားကြစို့ကစားသမားတွေအားလုံးယူတုတ်ကုန်ကြပြီသူတို့ကကျွန်တော်ကိုအရှင်လက်လက်အရေးခွန်ခွာဖို့တောင်အသင့်ဖြစ်နေကြတာကျွန်တော်ကတော့အေးအေးဆေးဆေးပဲနေချင်တာပါဒါပေမဲ့မင်းတို့ကငါ့ကိုဆွဲထုတ်လာကြတာပဲကျွန်တော်ကဘာလုံးဆိုင်ရာစကားပြောခန်းမှာစတဲ့ဆောင်ပို့လိုက်တယ်အားလုံးပဲစိတ်အေးထားကြပါကျွန်တော်ကကစားသမားကို19ပါမင်းတို့ခိုးလုံးရလို့ချင်တာလားကျွန်တော်ပေးနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ကနိုင်ငံလေးခုမှာပဲခိုးလုံးရတွေစောက်ထားတာ Dragon, Eagle, Hans နဲ့ Kangaroo ပြီးတော့ခိုးလုံးရတစ်ခုစီမှာအများဆုံးလူ20ပဲဆန်တယ်ကျွန်တော်ကမ္ဘာမြေပုံပေါ်မှာနေရာလေးခုကိုမှတ်သားပေးလိုက်တယ်မင်းတို့မှာလူ200ကျော်ရှိနေတာအားလုံးစမ်းဖို့ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ခိုးလုံးရရဲ့စကားဝတ်တွေကိုပေးမယ်အရင်ရောက်တဲ့သူအရင်ရမှာပဲကျွန်တော်နောက်ကိုတော့လိုက်မလာကြနဲ့ကျွန်တော်စကားဝတ်ကိုရိုက်ထည့်လိုက်တာနဲ့ကစားသမားတိုင်းအယူမှုဖြစ်ကုန်ကြပြီတကယ်လို့သူတို့ခိုးလုံးရကိုအရင်ရောက်ရင်ရေကြီးမှုကနေလွတ်မြောက်မှာလေတညအတွင်းမှာပဲတချို့ကစားသမားတွေရောက်နေကြပြီအများစုကတော့အလင်းလုံးစွမ်းအားရှင်တွေပေါ့ခိုးလုံးရကိုကုန်းမြင့်ပေါ်မှာစောက်ထားတာမို့လို့ရေဘေးကနေကင်းဝေးပါတယ်သူတို့တကားတွေဖွင့်ပြီးအထဲဝင်လိုက်တဲ့အခါမှာနိဗ္ဗာန်ဘုံကိုရောက်သွားတယ်လို့ပဲဘာလို့လဲဆိုတော့ကျွန်တော်ကဒီခိုးလုံးရလေးခုကိုအရန်ကိုခမ်းနားအောင်စောက်ထားတာလေလိုလေသေးမရှိအကုန်ရှိတယ်ရေခဲတတာတွေထဲမှာလည်းအစားအစာတွေအပြည့်ပဲကစားသမား98ကစကားပြောခန်းမှာဂုံယူစွာနဲ့တိုက်ရိုက်ထုတ်လွှင့်ပြနေတယ်ခိုးလုံးရကဒီလောက်ကောင်းမယ်လို့မထင်ထားဘူးပတ်စံကတကယ်ပဲပျော်ရွှင်မှုကိုဝယ်လို့ရတာပဲအထဲမှာသူတို့တွေအမဲသားတုံးတွေနဲ့တိုးသားတွေစားနေကြတယ်ဝိုင်းနီတွေတောက်နေကြတယ်စပွဲပေါ်မှာတော့အစားအစာတွေအပြည့်ပဲကစားသမား98ကပြောတယ်လူ12ယောက်အထဲမှာရှိနေပြီသူတို့ကဒရက်ကွန်နိုင်ငံကခိုးလုံးရကိုပိတ်ထားဖို့ဆုံးဖြတ်လိုက်ကြပြီရိတ်ခါတွေကအကန့်အသတ်ရှိလို့ဘသူ့ကိုမှထပ်ပေးမဝင်တော့ဘူးတခြားကစားသမားတွေကတော့လမ်းမှာပဲရှိသေးတာထုတ်လွှင့်မှုကိုမြင်တော့သူတို့တွေစိတ်တူကုန်ကြတာပေါ့ခိုးလုံးရအပြင်ဘက်မှာတော့ကစားသမားတွေအုပ်စုလိုက်ရောက်လာကြတယ်ရေနစ်တင်မဲ့အစားဒါမှမဟုတ်ငတ်တင်မဲ့အစားသူတို့တွေဒီအသက်ဆက်လန်းကိုအရယူရမှာပဲရှင်တန်လိုစိတ်ကသူတို့ကိုအသေးအတန်ဖြစ်စေခဲ့တယ်သူတို့ကအထက်ကလူတွေကိုတကားဖွင့်ပေးဖို့ပေးဝင်ဖို့တောင်းပန်ကြတယ်ဒါပေမဲ့အထက်ကလူတွေကအကုန်လုံးကိုတေချာပိတ်ထားပြီးသားသူတို့တွေတကားတွေနေရန်တွေကိုဘလောက်ပဲထူရိုက်ပါစေဒါမှမဟုတ်သူတို့ရဲ့စွမ်းအားတွေကိုဘလောက်ပဲသုံးပါစေအဲ့ဒီပိတ်ထားတဲ့တကားကိုဘလို့မှဖွင့်လို့မရဘူးအထက်ကလူတွေအောင်ပွဲခံနေတော့မှာပဲကျွန်တော်ရုတ်တရက်ပေါ်လာပြီးပြောလိုက်တယ်ဒါကလူနှစ်ဆက်ဆက်တာမဟုတ်ဘူးလားနောက်ထပ်10ယောက်ထပ်ဝင်လို့ရသေးတာပဲမဟုတ်လားကျွန်တော်မှနောက်ထပ်စကားဝက်တစ်ခုရှိသေးတယ်တကားတွေပိတ်ထားရင်တော့ကျွန်တော်အထဲကိုဝင်လို့ရသေးတယ်လှုပ်ဝက်တကားကအရှိတောင်ဘက်မှာရှိတယ်နေရန်အောက်ခြေကအလှဆင်ထားတဲ့အုတ်ခဲလေးလေးအဲ့ဒါကိုလှည့်လိုက်ရင်လှုပ်ဝက်တကားပေါ်လာလိမ့်မယ်အပြင်ကကစားသမားတွေဟာအယူတွေလိုလှုပ်ဝက်တကားစီပြေးသွားကြတယ်သူတို့အုတ်ခဲကိုလှည့်လိုက်ကြတယ်တကယ်လှုပ်ဝက်တကားတစ်ခုနေရန်ဟောင်းမှာပေါ်လာခဲ့ပြီကစားသမားတွေဟာအထဲဝင်ဖို့တယောက်နဲ့တယောက်တိုးဝေးတိုက်ခိုက်ကြတော့တာပဲနောက်ဆုံးကျန်တဲ့နေရာ10ခုအတွက်ပေါ့အားနဲ့ပုံရတဲ့မိန်းကလေးတယောက်ကတော့နေနေလို့နောက်မှကြံနေခဲ့တယ်အဲ့ဒီအချိန်မှာသူ့လက်မောင်းတွေကနေနွယ်ပင်တွေထွက်လာပြီးရှေ့ကလူအုပ်ကိုရမ်းခါလိုက်တာကစားသမားတွေအများကြီးလဲကျကုန်ကြတယ်ဓာတ်သွားစွမ်းအား blade ability ရှိတဲ့ကစားသမားကသူ့ခြေထောက်အောက်ကနွယ်ပင်တွေကိုချက်ချင်းဖြတ်လိုက်ပြီးလှည့်ပြီးလေဓာတ်သွား wind blade နဲ့ပစ်လိုက်တာနွယ်ပင်စွမ်းအားရှင်ရဲ့လေပင်ကိုပြတ်သွားစေခဲ့တယ်ဓာတ်သွားစွမ်းအားရှင်ကတကားစီအရင်ဆုံးရောက်သွားပြီးစကားဝက်ကိုရိုက်ထည့်လိုက်တာတကားကပွင့်သွားတယ်သူဝမ်းသာအားရနဲ့အထဲကိုပြေးဝင်သွားခဲ့ပြီးအဲ့ဒီနောက်မှာတော့နောက်ထပ်ကစားသမားတစ်ယောက်ကလျှက်စီးစွမ်းအား lightning strike ကိုသုံးပြီးလူအုပ်ကြီးကိုပစ်ချလိုက်တယ်ဒုတိယကစားသမားကတကားကနေပြေးဝင်သွားတယ်ဒါပေမဲ့တတိယကစားသမားတကားဝါကိုချင်းကပ်လာတဲ့အခါမှာမြေပြင်ပေါ်ကကစားသမားတစ်ယောက်ကသူ့ခြေထောက်ကိုလှမ်းဖမ်းလိုက်တယ်လဲကျနေတဲ့ကစားသမားကကြောက်စရာကောင်းတဲ့အပြုံးနဲ့အစိတ်လူးထားတဲ့တံမိုးတွေကိုသူ့ပေါင်ထဲရိုက်ထည့်လိုက်တယ်အစိတ်စွမ်းအရှင်ကထပ်ပြီးတကားကနေထွက်ပြေးဖို့ကြိုးစားတော့မှပဲနောက်ကနေတမနီလိုမာတဲ့လက်တစ်ဖက်ကသူ့ရင်ဘက်ကိုထိုးပေါက်သွားခဲ့တယ်စနစ်ကပေးတဲ့စွမ်းအားတွေကဇွန်ဘီတွေကိုတိုက်ခိုက်ဖို့မဟုတ်ပဲတယောက်နဲ့တယောက်တက်ဖြတ်ဖို့အတွက်ပဲဖြစ်ပါတယ်ခိုလုံရေးစခန်းတွေကကစားသမားတွေဟာငြိမ်ငြိမ်မနေနိုင်တော့ပါဘူးသူတို့အားလုံးကလျင်မြန်စွာရွေ့လျားနိုင်တဲ့စွမ်းအားတွေရှိကြပေမဲ့တကယ်တိုက်ခိုက်ရေးစွမ်းအားတော့မရှိကြပါဘူးအကယ်၍သူတို့ကတကားကိုပိတ်မထားပဲတိုက်ခိုက်ရေးစွမ်းအားမြင့်မားတဲ့ကစားသမားတွေကိုအထဲပေးဝင်လိုက်ရင်သူတို့အတွက်အန္တရာယ်ရှိနိုင်ပါတယ်အထဲကိုအတင်းဝင်လာတဲ့တစွမ်းအားရှင်နဲ့လျှက်စီးစွမ်းအားရှင်တွေကဒါကိုသဘောပေါက်သွားကြပါတယ်သူတို့ကချက်ချင်းလက်တွဲပြီးအပြင်ကကစားသမားတွေကိုစတင်တိုက်ခိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအများမြင်ကွင်းမှာပြသနေတဲ့ကိန်းကနန်းတွေမြင့်တက်လာပြီးတေဆုံးတဲ့ကစားသမားအရေးအတွက်ဟာတဖြည်းဖြည်းများပြားလာပါတယ်လူတဘာဝကတော့နေရာတိုင်းမှာအတူတူပါပဲအခြားခိုလုံရေးစခန်း3ခုမှာလည်းရက်စက်ကြမ်းကြုတ်တဲ့တပ်ဖြတ်ပွဲတွေဖြစ်ပွားနေပါတယ်စောင့်ကြည့်ကင်မရာတွေထဲမှာဝန်ဒိန်းဝိုင်းထိုင်းကိုဘယ်နေရာမှာမှမတွေ့ရပါဘူးသူကဘာလို့ခိုလုံရေးစခန်းကိုသွားမှာလဲအဲ့ဒီအချိန်မှာပဲဝန်ဒိန်းကကျွန်တော်စီ message ပို့လာပါတယ် Matt Mark ငါတို့ကိုကြည်စမ်းငါတို့မဟာမိတ်မဖွဲ့ခဲ့ကြပေမဲ့အလုပ်လုပ်တာတော်တော်လေးအချိတ်ဆက်မိတယ်နော်ငါတို့ကမဟာမိတ်ဖြစ်ဖို့မွေးဖွားလာတာပဲမင်းမှာအရှက်မရှိဘူးလားငါရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းကိုဖော်ထုတ်ပြီးငါ့ကိုအခက်တွေ့အောင်လုပ်ခဲ့တာမင်းပဲလေအရန်စိတ်မဆိုးပါနဲ့ငါသားအဲ့ဒီအစီအစဉ်ကိုမဆွဲခဲ့ရင်အဲ့ဒီကစားသမားတွေကိုတေမင်းစီဘလို့ပို့နိုင်မှာလဲမင်းရဲ့တိုင်ဘက်တွေကိုရှင်းထုတ်ပေးတဲ့အတွက်မင်းငါ့ကိုကျေးဇူးတင်တယ်ကျွန်တော်တို့စကားပြောနေတော့မှပဲခိုလုံရေးစခန်းကလူအပြည့်ဖြစ်သွားပါတယ်တကားကအလိုလျောက်ပိတ်သွားပါတော့တယ်အပြင်ဘက်မှာတော့သွေးတွေဟာမြစ်လိုစီးဆင်းနေပြီးအထဲကိုမဝင်နိုင်ခဲ့တဲ့သူတွေဟာအချီးနှီးရုန်းကန်နေကြရပါတယ်အထဲကကစားသမားတွေကတော့အောင်ပွဲခံနေကြပါတယ်သူတို့စီကိုဘာလာတော့မယ်ဆိုတာသူတို့မသိကြသေးပါဘူးကျွန်တော်ပြောလိုက်ပြီးဝန်ဒိန်းကိုပြောလိုက်ပါတယ်မင်းခိုလုံရေးစခန်းထဲမှာမရှိတာတော်တော်နှမျောဖို့ကောင်းတာပဲ
အဲ့ဒီနောက်ကျွန်တော်ခလုတ်တစ်ခုကိုနှိပ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲခိုလုံရေးစခန်းထဲမှာမြုပ်ထားတဲ့ရန်တန်ချိန်တစ်ထောင်ဟာပောက်ကွဲသွားပါတော့တယ်ပောက်ကွဲမှုရဲ့တုန်ခါမှုကြောင့်အပြင်ဘက်မှာကြံနေတဲ့ကစားသမားတွေတောင်လွင့်စင်ကုန်ပါတယ်ပောက်ကွဲမှုအပြီးမှာကစားသမားအရေးအတွက်ဟာ116ယောက်အထိရော့ကျသွားပြီး91ယောက်ပဲကျန်ပါတော့တယ်အတော်ကြာမှဝန်ဒင်းကကျွန်တော်စီ message ပြန်ပို့ပါတယ်ငါမင်းကို short တွက်မိသွားတယ်ကူညီပေးတဲ့အတွက်ကျေးဇူးပဲဒါမှမဟုတ်ရင်အဲ့ဒီလောက်များတဲ့ကစားသမားတွေကိုတနေရာထဲစုမိဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲလေရင်ဒါမှမဟုတ်တင်မောမပါပဲအနာဂတ်ကျွန်း Future S-Line တို့ကိုရောက်လာနိုင်ခြေရှိဆုံးကစားသမားတွေအကုန်မရှိတော့ပါဘူးသူတို့အားလုံးကိုတခါတည်းနဲ့ရှင်းပြဖို့ကျွန်တော်တစ်နှစ်လုံးကြိုတင်ပြင်ဆင်ခဲ့တာပါအဲ့ဒီခိုလုံရေးစခန်းတွေဟာသူတို့အတွက်တင်ကြိုင်းကူတွေဖြစ်သွားခဲ့ပါပြီခိုလုံရေးစခန်းပောက်ကွဲမှုသတင်းကချက်ချင်းတော့မပြန့်သေးပါဘူးကြံနေတဲ့ကစားသမားတွေကဘာဖြစ်သွားမှန်းမသိကြသေးပါဘူးဒါပေမဲ့ဝန်ဒင်းကတော့ချက်ချင်းသိပါတယ်ဆိုလိုတာကသူကအဝေးကနေအကုန်လုံးကိုစောင့်ကြည့်နေတာပါအဲ့ဒီနောက်စနစ်ကကျွန်တော်စီ message ပို့လာပါတယ်လူတက်မှုအများဆုံးကစားသမားဖြစ်လာတဲ့အတွက်ဂုဏ်ယူပါတယ်မင်းအတွက်အပိုးစုလည်းရရှိပါမယ်ကျွန်တော်မပြုံးမဲ့မနေနိုင်တော့ပါဘူးတွေ့တယ်မလားဒီကဘာပြက်ကတ်ထဲမှာအများနဲ့အတော်ဆုံးသူတွေပဲရှင်းတန်နိုင်တာပါလေးလအကြာမှာတော့ရေကြီးမှုတွေဟာတဖြည်းဖြည်းရော့ကျသွားပြီးမြေပြင်တွေပြန်ပေါ်လာပါတယ်လူတိုင်းကဘေးအန္တရာယ်ပြီးဆုံးသွားပြီလို့ထင်ပြီးစိတ်သက်သာရာရသွားကြပါတယ်ဒါပေမဲ့ရေကြီးမှုနဲ့အတူကက်ယောဂါတစ်ခုပါလာလိမ့်မယ်လို့သူတို့မထင်ထားကြပါဘူးတေဆုံးသွားတဲ့လူအများပြားဟာဇွန်ဘီတွေဖြစ်လာကြပါတယ်ပထမအဆင့်ဖြစ်တဲ့ကဘာပြက်ရေကြီးမှုကိုကြော်ဖြတ်နိုင်ခဲ့တဲ့ကစားသမားတရားတစ်ယောက်ကိုဂုဏ်ယူပါတယ်နောက်တစ်ဆင့်ကတော့ဒုတိယအဆင့်ကဘာပြက်ဇွန်ဘီများဖြစ်ပါတယ်နောက်ဆုံးတော့စွမ်းအားရှင်တွေခြေစွမ်းပြရမယ့်အချိန်ရောက်လာပါပြီအဲ့ဒီနံပါတ်69ဆိုတဲ့ကောင်ကတော့တေဖို့တာပြင်ထားပြီးတော့အဲ့ဒီအချိန်မှာလူလူရန်လူလူရင်းကကျွန်တော်စီ message ပို့လာပါတယ်မက်မင်းမှာစွမ်းအားမရှိဘူးမင်းဇွန်ဘီကပ်ပေးကိုကြော်ဖြတ်နိုင်မှာမဟုတ်ဘူးအကယ်၍မင်းငါ့ကိုရိတ်ခါတွေဝေမျှပေးပြီးမင်းရှိတဲ့နေရာကိုပြောပြရင်ငါလာပြီးကာကွယ်ပေးမယ်ကျွန်တော်ကတော့မေကွန်းတင်ဂီတာတစ်ခုပဲပြန်ပို့လိုက်ပါတယ်ငါရဲ့စွမ်းအားကိုရှော့မတွက်နဲ့ငါရည်ကြီးမှုကိုကြော်ဖြတ်နိုင်ခဲ့တာဒီစွမ်းအားကြောင့်ပဲသူဘယ်လိုရှင်တန်ခဲ့တယ်လဲဆိုတာကျွန်တော်သိပါတယ်သူ့ရဲ့အချစ်စွမ်းအားကိုသုံးပြီးအိမ်နီးနားချင်းတွေစီကရိတ်ခါတွေကိုလိန်ယူခဲ့တာပါကယ်ဆယ်ရေးရောက်လာတဲ့အခါမှာလည်းသူကအရင်ဆုံးကယ်တင်ခံခဲ့ရသူပါဒါကိုတွေးမိပြီးကျွန်တော်ပြန်ပြောလိုက်ပါတယ်စိတ်မကောင်းပါဘူးငါစိတ်မဝင်စားဘူးဒါအပြင်ယူယူရန်ကကျွန်တော်ဟာအချမ်းသာဆုံးလူသားဆိုတာသိနေတာဟာတိုက်ဆိုင်မှုမဟုတ်တာသိချပါတယ်ဇွန်ဘီဗိုင်းရပ်စ်ဟာတိုက်ကြီးတိုင်းမှာပြန့်နှံ့သွားပါတယ်ကျွန်တော်ကလေယာဉ်နဲ့တင်မောတွေကိုကြိုတင်ဖျက်ဆီးထားတာကြောင့်ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့အန္တာတိတ်ဒေသကိုဗိုင်းရပ်စ်ကူးစက်မှုလမ်းကြောင်းတွေပြတ်တောက်သွားပါတယ်တာမန်ဇွန်ဘီတွေကတော့ကင်တွယ်ရမခက်ပါဘူးဒါပေမဲ့ဗိုင်းရပ်စ်ကအယမ်းမြန်မြန်ပြန့်နှံ့ပါတယ်အကြိမ်ကြိမ်ပြန့်နှံ့ပြီးနောက်မှာတော့ဗိုင်းရပ်စ်ဟာမျိုးဗီဇပြောင်းလဲမှုတွေစတင်လာပါတယ်ကျွန်တော်ခန့်မှန်းထားတဲ့အတိုင်းပါပဲဉာဏ်ရှိတဲ့ဇွန်ဘီတွေနဲ့စွမ်းရှိတဲ့ဇွန်ဘီတွေတိတ်တဆိတ်ပေါ်လာပါတယ်ဇွန်ဘီတစ်ကောင်ကစွမ်းရှင်တစ်ယောက်ရဲ့အသားကိုစားလိုက်ရင်အဲ့ဒီစွမ်းအားကိုရရှိနိုင်ပါတယ်ကစားသမားတွေဟာအုပ်စုမဖွဲ့ရင်တေးရမယ်ဆိုတာသဘောပေါက်လာကြပြီးဇွန်ဘီတွေကိုခုခံဖို့အတွက်အခြေစိုက်စခန်းတွေတိစောက်ကြပါတယ်ဒါပေမဲ့အဲ့ဒီစခန်းတွေကဇွန်ဘီတွေကိုပဲတိုက်တာမဟုတ်ပါဘူးတစ်ခုနဲ့တစ်ခုလည်းတိုက်ခိုက်နေကြပါတယ်ရိတ်ခါနဲ့အသက်ရှင်တန်မှုအတွက်အချင်းချင်းတိုက်ခိုက်နေကြတာပါဇွန်ဘီဗိုင်းရပ်စ်ကိုရင်ဆိုင်ဖို့အတွက်ကျွန်တော်ဟာပင်လယ်ထဲမှာတန်ကုန်ရက်တွေချထားရပါတယ်ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ငါးတွေအနာဂတ်ကျွန်းကိုမရောက်လာအောင်ပါကောင်းကင်မှာလည်းလျှက်စစ်ကွန်ရက်တွေတက်ဆင်ထားပြီးငှက်တွေကျွန်းပေါ်မနားနိုင်အောင်လုပ်ထားပါတယ်နေရောင်ခြည်ကမိန်ဖြော့နေတယ်လို့ပါပဲမိုးရွာတဲ့ရက်တွေမှာကျွန်တော်မြေအောက်ခံကားထဲမှာပဲအောင်းနေပါတယ်ဆက်တွေနဲ့ဆန်းတက်ပြီးမိုးရေကတန့်ရှင်းတယ်လို့အတည်ပြုပြီးမှပဲကျွန်တော်ပြင်ထွက်ပါတယ်ဒါကဇွန်ဘီဗိုင်းရပ်စ်ကြောင့်ကျွန်တော်ပေါ်တက်ရောက်မှုအရှိဆုံးအချက်ပါပဲမြေပြင်ဆက်သွယ်ရေးကွန်ရက်တွေပျက်စီးသွားတာကြာပါပြီလူတွေကရေဒီယိုကိုပဲသုံးပြီးသတင်းပို့နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီအဟောင်းနှမ်းတွေကိုမသုံးပါဘူးကောင်းကင်ကဂျိုးတူထောင်ပေါင်းများစွာကနေကဘာကြီးကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေနိုင်ပါတယ်ကျွန်တော်ထင်ထားတဲ့အတိုင်းပါပဲငှက်တွေကဗိုင်းရပ်စ်ကိုတည်ဆောင်လာကြပါတယ်ဗိုင်းရပ်စ်ကအားနည်းတဲ့ကျွန်းနိုင်ငံတွေကိုထိမှန်တဲ့အခါအဲ့ဒီကျွန်းဟာချက်ချင်းဆိုသလိုငရေခမ်းဖြစ်သွားပါတော့တယ်ကစားသမားအရေးအတွက်ဟာတယောက်ပြီးတယောက်ညှော်နေလာပါတယ်ဒီတစ်ခါမှာတော့30အထိကျန်ပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမျိုးဗီဇပြောင်းငှက်စုံပြီးတကောင်ဟာအနာဂတ်ကျွန်းရေပြင်ပေါ်ကိုပြန်တန်းလာပြီးလျှက်စစ်ကွန်ရက်နဲ့ထိမိသွားပါတယ်ချက်ချင်းပဲလျှက်စစ်တက်လိုက်ပြီးလောင်ကျွမ်းသွားပါတယ်ဒါပေမဲ့ငှက်မွေးတပင်ကလျှက်စစ်ကွန်ရက်ကြားထဲကနေကျွန်းပေါ်ကိုလွှင့်ကျလာပါတယ်မြေပြင်ကိုမကျခင်မှာပဲဆက်ရုပ်ခွေးတကောင်ကမီးနဲ့မှုတ်ထုတ်လိုက်ပြီးပြဖြစ်အောင်လုပ်လိုက်ပါတယ်အဲ့ဒီငှက်ကအခြားပစိဖိတ်ကျွန်းတွေကနေပြန်လာတာဖြစ်ရမယ်အဲ့ဒီနေ့ကစပြီးငှက်အုပ်ကြီးတွေဟာအနာဂတ်ကျွန်းပေါ်ကနေနေတိုင်းဖြတ်ပြန်ကြပါတယ်လျှက်စစ်ကွန်ရက်ပေါ်မှာငှက်အသေးကောင်တွေပြည့်နေပါတယ်ဆက်ရုပ်တွေကကျွန်းပတ်ပတ်လည်မှာကင်းလှည့်ပြီးငှက်အသေးကောင်တွေကိုမီးရှို့လျှက်စစ်ကွန်ရက်ကိုရှင်းလင်းနေရပါတယ်အနာဂတ်ကျွန်းအောင်ဒီလောက်ဆိုးနေရင်အခြားနေရာတွေမှာဘယ်လောက်ဆိုးမလဲဆိုတာခံမှန်းကြည့်လို့ရပါတယ်ကျွန်တော်နေတိုင်းကမ်းခြေလမ်းလျှောက်တာကိုရက်လိုက်ပြီးမြေအောက်ခံကားထဲမှာပဲအမြဲတမ်းနေထိုင်မှာတော့တယ်ဒီနေ့ကနှစ်တစ်ကူနေပါဒါပေမဲ့ကဘာပေါ်မှာဘယ်သူမှမပြောနိုင်ကြပါဘူးကျွန်တော်ကလွယ်လို့ပေါ့ကျွန်တော်ကတော့နှစ်တစ်ကူညစာကိုစားရင်ကဘာပြက်ကတ်မတိုင်ခင်ကနောက်ဆုံးနှစ်တစ်ကူပွဲတော်အစီအစဉ်ကိုကြည့်နေပါတယ်အရင်ကမိသားစုအကြောင်းကိုတွေးမိပေမဲ့အခုတော့ကျွန်တော်တယောက်တည်းကြံပါတော့တယ်ရင်ထဲမှာဟာလာဖြစ်နေပေမဲ့ကျွန်တော်ပြန်သွားရပါမယ်ကျွန်တော်ဟာနောက်ဆုံးရှင်တန်ကြံရစ်သူဖြစ်ရပါမယ်ကျွန်တော်နှစ်တစ်ကူညစာတပ်ပုံကိုရိုက်ပြီးဝန်ဒိန်းစီပို့လိုက်ပါတယ်10မိနစ်အကြာမှာတော့ဝန်ဒိန်းကအဲ့ဒီတပ်ပုံကိုကဘာလုံးဆိုင်ရာချက်မှာတင်လိုက်ပါတယ်ကစားသမားတွေစိတ်တူသွားကြတာကိုကျွန်တော်မြင်အောင်နေမိပါတယ်ဒေါသတကြီးမှတ်ချက်တွေတက်လာပါတယ်နံပါတ်69ကတော့တော်တော်လေးစိန်ကြနေတာပဲတောက်ငါတို့မှထမင်းပူပူတော့မစားရဘူးသူကတော့အကုန်ဆုံးပဲအရန်ပဝင်မမြင်နဲ့ဦးမင်းကိုတွေ့တာနဲ့တက်ဖြစ်မယ်ခကျွန်တော်ကတော့ဂယုမဆိုင်ပါဘူးတွေ့နိုင်ရင်လာခဲ့ကြပေါ့ကျွန်တော်စောင့်နေပါမယ်ကျွန်တော်ကွန်ပျူတာကိုဖွင့်ပြီးကျွန်တော်စုဆောင်းထားတဲ့ကစားသမား30ရဲ့အချက်လက်တွေကိုကြည့်လိုက်ပါတယ်ကဘာပြက်ကတ်မတိုင်ခင်ကတည်းကကျွန်တော်မှနေရာတိုင်းမှာမျက်စိတွေရှိနေကြတာကိုသူတို့မသိကြပါဘူးကျွန်တော်ရဲ့ကြေးစားစစ်သားတွေကကဘာအနှံ့ကကစားသမားတွေကိုခြေရခံပြီးရေရှည်စောင့်ကြည့်နေကြတာပါကစားသမားတိုင်းရဲ့စွမ်းအားနဲ့အားနည်းချက်တွေကိုကျွန်တော်သိပါတယ်ကဘာပြက်ကတ်ရောက်လာတဲ့အခါမှာလည်းကျွန်တော်ရဲ့ကြေးစားစစ်သားတွေဟာကျွန်တော်စုဆောင်းထားတဲ့ရိတ်ခါတွေနဲ့ရှင်တန်နေကြပါတယ်သူတို့ကကျွန်တော်အတွက်ဆက်ပြီးအလုပ်လုပ်ပေးနေကြပြီးကျွန်တော်ကသူတို့အတွက်ရိတ်ခါတွေထောက်ပံ့ပေးပါတယ်ပတ်စံကအရာရာကိုဖြစ်စေနိုင်ပါတယ်ကဘာပြက်ကတ်ထဲမှာတော့ရိတ်ခါဟာအဖိုးတန်ဆုံးငွေကြေးပါပဲအဓိကအင်အားကြီးအုပ်စု3ခုပေါ်လာပါတယ်ပထမတစ်ခုကတော့စစ်တပ်ပါသူတို့မှာလက်နက်အင်အားအပြည့်ရှိပြီးခိုင်မာတဲ့အခြေစိုက်စခန်းရှိပါတယ်ဝန်ဒိန်းကသူ့ရဲ့စိတ်ထိန်ချုပ်မှုစွမ်းအားနဲ့စစ်တပ်ကိုတိမ့်ပိုက်ထားပါတယ်ဒုတိယအုပ်စုကတော့ဇွန်ဘီတွေပါသူတို့ထဲမှာဇွန်ဘီဘရင်ဇမ်ဘီကင်းတယောက်ပေါ်လာပါတယ်သူကစွမ်းအားရှင်တွေဇွန်ဘီတွေနဲ့ကစားသမားတွေကိုတပ်ဖြတ်ပြီးစွမ်းအားတွေရယူထားတာပါလူလူရန်ကတော့ဇွန်ဘီဘရင်ရဲ့ဘေးမှာချစ်သူအဖြစ်ရှိနေပါတယ်
တတိယအုပ်စုကတော့လူမိုက်ကိုင်းတွေပါကဘာပြက်ကမတိုင်ခင်ကတည်းကကစားသမားနံပါတ်128ဟာကဘာအနေရဲ့ရှိဆုံးနဲ့အရှုပ်ထွေးဆုံးနိုင်ငံကိုတွားခဲ့ပါတယ်သူ့ရဲ့စွမ်းအားကိုသုံးပြီးဂိုင်းတွေကိုနှိမ်နင်းခဲ့ပါတယ်နံပါတ်128ရဲ့ဥဆောင်မှုအောက်မှာအဲ့ဒီဂိုင်းတွေဟာအရက်သားတွေကိုလူရက်ပြီးအင်အားကြီးလာပါတယ်ကြံနေတဲ့ကစားသမား26ယောက်ဟာဒီအုပ်စု3ခုတည်းကတစ်ခုခုမှာပါဝင်နေကြပါတယ်နံပါတ်128ကတက်ဆွဲအား gravity ကိုထိန်းချုပ်နိုင်တဲ့အင်အားကြီးစွမ်းအားရှင်ပါတယောက်ချင်းတိုက်ခိုက်ရင်ဘယ်ကစားသမားမှသူ့ကိုမနိုင်ပါဘူးဒါပေမဲ့လူမိုက်ကိုင်းတွေကတော့အားနည်းဆုံးအုပ်စုပါကျွန်တော်နံပါတ်128ရဲ့ပုံကိုထောက်လိုက်ပါတယ်မင်းကအရင်ဆုံးတေးရမယ့်သူပဲအဲ့ဒီအချိန်မှာပဲစနစ်ကတတိပေးချက်တက်လာပြန်ပါတယ်ကစားသမား30ပဲအသက်ရှင်ကျန်တော့တယ်အခက်ခဲအဆင့်မြင့်တက်လာပါပြီတတိယအဆင့်အေးခဲနေတော့တိုက်ကြီးတို့ရောက်ရှိပါပြီတယောက်ယောက်ကတော့စိတ်သက်ကြသွားပါပြီကဘာပြက်ကတစ်နှစ်နဲ့9လကြာခဲ့ပါပြီလူတိုင်းမှာရိတ်ခါပြက်နေပါပြီနောက်ထပ်ရေခဲခေတ်တစ်ခုရောက်လာရင်ဒီကဘာပေါ်ကလူတိုင်းတေးကြရမှာပါလူလူရန်ကကျွန်တော်စီတိတ်တဆိတ် message ပို့လာပါတယ်မတ်မကြခင်မှာဒီကဘာပေါ်မှာဇွန်ဘီတွေပဲရှင်တန်နိုင်တော့မယ်ငါလည်းရှင်တန်မယ်မင်းငါကိုညှင်းပယ်ခဲ့တာကိုတစ်သက်လုံးနောက်တရနေစေရမယ်အဲ့ဒီနောက်သူနဲ့ဇွန်ဘီဘရင်တို့ရဲ့တပ်ပုံကိုပို့လိုက်ပါတယ်ဒါကိုမြင်တော့ကျွန်တော်လှောင်ပြုံးလိုက်ပါတယ်ဒါဆိုရင်လည်းမင်းတို့နှစ်ယောက်လုံးကိုငရဲစီအတူတူပို့ပေးရတာပေါ့ရေခဲခေတ်ဟာကဘာတဝမ်းကိုလွှမ်းမိုးသွားပါတယ်ကျွန်တော်ရဲ့အပူပိုင်းကျိုးလေးတောင်တက်ရောက်မှုရှိလာပါတယ်အနာဂတ်ကျုံပေါ်မှာပြင်းထန်တဲ့နှင်းမုန်တိုင်းကြားရောက်ပါတယ်ကောင်းကင်ကလျှက်စစ်ကွန်ရက်ကအရင်ဆုံးပျက်စီးသွားပါတယ်လေစွမ်းအားနဲ့ဒီရေစွမ်းအားစက်ရုံတွေလည်းအကြီးအကျယ်ပျက်စီးပါတယ်ကံကောင်းတာကမြေအောက်ခံတက်ကနျူကလ িয়ার စက်ရုံကတော့စပီလေပတ်နေပါတယ်လူမိုက်ကိုင်းတွေကအရင်ဆုံးပြိုကွဲပါတယ်သူတို့ကအရက်သားတွေစီကရိတ်ခါအများစုကိုလူယူထားကြတာပါအတွင်းပိုင်းမှာတင်းမာမှုတွေဖြစ်လာပြီးပဋိပက္ခတွေခဏခဏဖြစ်ပါတယ်စွမ်းအားရှင်တွေတယောက်ပြီးတယောက်တေဆုံးကြပါတယ်ကျွန်တော်နံပါတ်128စီကိုကဘာလုံးဆိုင်ရာချက်ကနေတိတ်တဆိတ် message ပို့လိုက်ပါတယ်ငါတို့မဟာမိတ်ဖွဲ့ကြရင်ဘယ်လိုလဲမင်းတို့နေမြေထဲမှာငါရိတ်ခါတွေအများကြီးမြုပ်ထားခဲ့တယ်အဲ့ဒါတွေကိုရှာတွေ့ရင်မင်းတို့ရှင်းတတ်နိုင်မယ်နံပါတ်128ကချက်ချင်းပြန်ပို့ပါတယ်မင်းဘာလို့ချင်တာလဲငါကမင်းကိုဘာလို့ယုံရမှာလဲငါကမင်းကိုဇွန်ဘီဘရင်ကိုနှိမ်နင်းစေချင်တာငါရဲ့သိပ္ပံပညာရှင်အဖွဲ့ကဇွန်ဘီဗိုင်းရပ်စ်ပျောက်ဆေးကိုဖော်ထုတ်နိုင်ခဲ့ပြီအဲ့ဒါကိုသူတို့ပေါ်ဖျက်လိုက်တာနဲ့သူတို့ပျောက်ကွယ်သွားလိမ့်မယ်ဒါပေမဲ့မင်းသိတဲ့အတိုင်းငါရဲ့တိုက်ခိုက်ရေးစွမ်းအားကသူများပဲစွမ်းအားရှင်30ထဲမှာမင်းကအတမဆုံးပဲမင်းပဲဒါကိုလုပ်နိုင်မယ်ငါတို့လူသားတွေကအေးဒဏ်ကိုကြောက်တယ်ဇွန်ဘီတွေကမကြောက်ဘူးဒီတိုင်းဆက်သွားရင်သူတို့ပဲအနိုင်ရလိမ့်မယ်နောက်မှရိတ်ခါတွေဘယ်လောက်ရှိရှိတနေ့တော့ကုန်သွားမှာပဲအဲ့ဒီခါကျရင်ဇွန်ဘီဘရင်ဘေးကနံပါတ်1တကနောက်ဆုံးအနိုင်ရသူဖြစ်သွားလိမ့်မယ်ဇွန်ဘီဘရင်ကအရန်တန်ပါတယ်ဟာဒီပျောက်ဆေးမပါပဲဘယ်စွမ်းအားရှင်မှသူ့ကိုမတတ်နိုင်ဘူးငါမှပျောက်ဆေးရှိတယ်မင်းမှစွမ်းအားရှိတယ်ငါတို့လက်တွဲပြီးဇွန်ဘီတွေကိုရှင်းကြရအောင်နံပါတ်128ရဲ့ယုံကြည်မှုရဖို့အတွက်ကျွန်တော်ကကြေးစားစစ်သားတွေကိုလွှတ်ပြီးပျောက်ဆေးနဲ့ရိတ်ခါချို့ကိုပို့ပေးလိုက်ပါတယ်လူမိုက်ကိုင်းကအဲ့ဒီပျောက်ဆေးကိုဇွန်ဘီတကောင်ပေါ်စမ်းသုံးကြည့်ပါတယ်ဇွန်ဘီဟာနာကျင်စွာအော်ဟစ်ရင်းတွေးအိုင်ထဲမှာအကြီးပြောသွားပါတယ်ဗိုင်းရပ်စ်တွေလည်းပျောက်ကွယ်သွားပါတယ်နံပါတ်128ကတော့စိတ်ဝင်စားသွားပါပြီအကယ်၍သူနဲ့ကျွန်တော်ပဲကြံခဲ့ရင်ကျွန်တော်ကိုတပ်ဖို့ကသူ့အတွက်အလွန်လွယ်ကူပါတယ်သူ့အတွက်တော့ကျွန်တော်ဟာအားနည်းဆုံးကစားသမားပါကျွန်တော်နဲ့မဟာမိတ်ဖွဲ့တာကသူ့အတွက်အကောင်းဆုံးရွေးချယ်မှုပါပဲတညမှာတော့ပျောက်ဆေးတွေတဲဆောင်ထားတဲ့ drone ရာပေါင်းများစွာဟာဇွန်ဘီအုပ်ကြီးစီပြန်တန်းသွားပါတယ်ဇွန်ဘီဘရင်ကလူလူရန်ကိုဖတ်ပြီးအိပ်ပျော်နေပါတယ်သူ့ရဲ့ထက်မြက်တဲ့အကြားအာယုံကတခုခုမှားနေတာကိုချက်ချင်းသိလိုက်ပါတယ်သူကတင်ပေါ်ကချက်ချင်းထားလိုက်ပါတယ်လူလူရန်ကိုစောင့်ကြုံပေးဖို့လည်းမမေ့ပါဘူးနင်းတွေနဲ့ရောနှောနေတဲ့ပျောက်ဆေးတွေဟာကောင်းကင်ကနေကျလာပါတယ်နေရာတိုင်းမှာပျောက်ဆေးတွေပြန့်နှံ့သွားပါတယ်ပျောက်ဆေးနဲ့ထိမိတဲ့ဇွန်ဘီတွေဟာနာကျင်စွာအော်ဟစ်ပြီးတကောင်တွေးအိမ်ဖြစ်သွားကြပါတယ်ဇွန်ဘီဘရင်ဟာဒေါသတကြီးနဲ့အောက်ကိုခုန်ဆင်းသွားပါတယ်သူ့ရဲ့လက်ဖွားတွေကနေအလင်းတန်းတွေထွက်လာပြီး drone တွေကိုပစ်ချပါတယ်နံပါတ်128ဦးဆောင်တဲ့ကစားသမားတွေကလည်းအတင်းဝင်ရောက်တိုက်ခိုက်ပါတယ်သူကသူ့ရဲ့တက်ဆွဲအားစွမ်းအားကိုသုံးပြီးဇွန်ဘီဘရင်ကိုမြေပြင်မှာဖိထားလိုက်ပါတယ်အင်အားကြီးတဲ့ဇွန်ဘီဘရင်ဟာသူ့ရဲ့လက်ကောက်ဝတ်ကိုတော့မနိုင်တော့ပါဘူးကစားသမားအချို့ကသူ့စီပြေးဝင်သွားကြပါတယ်ဇွန်ဘီဘရင်ရဲ့လက်ချောင်းထဲကနေဟိန်းဟောက်တန်ထွက်လာပါတယ်အရိပ်ထဲမှာပုံနေတဲ့ဇွန်ဘီတွေကကစားသမားတွေပေါ်ကိုမြောက်တွေလိုခုံအုပ်ကြပါတယ်နံပါတ်128ကသူ့စွမ်းအားကိုထပ်သုံးလိုက်ပါတယ်အထက်မြင့်အဆောက်အဦတွေဟာကျက်ဆွဲအားကြောင့်ပြိုကျပျက်စီးကုန်ပါတယ်ကြောက်တုံးကြီးတွေကဇွန်ဘီတွေပေါ်ကျလာပါတယ်ဇွန်ဘီဘရင်လည်းအဲ့ဒီအောက်မှာပြီးသွားပါတယ်နံပါတ်128ကတော့အောက်နိုင်သူအပြုံးနဲ့ပြုံးလိုက်ပါတယ်ဒီကြောက်တုံးတွေကဇွန်ဘီဘရင်ကိုအမှုန့်ဖြစ်အောင်လုပ်ဖို့လုံလောက်ပါတယ်လူလူရန်ကဝေယန္တာပေါ်မှာရက်ပြီးမျက်နှာကိုအုပ်ကအော်ဟစ်နေပါတယ်နံပါတ်128ကလက်ချောင်းလေးတစ်ချက်ခတ်လိုက်ပါတယ်လူလူရန်ရက်နေတဲ့ဝေယန္တာပြိုကျသွားပြီးသူ့အောက်ကိုပြုတ်ကျသွားပါတယ်အဲ့ဒီအမြင့်ကပြုတ်ကျရင်တေးမတေးချပါတယ်အဲ့ဒီအချိန်မှာပဲဇွန်ဘီဘရင်ကအပြက်စီးတွေထဲကနေရုံထွက်လာပြီးလူလူရန်ကိုဖမ်းလိုက်ပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့လက်တစ်ဖက်ကနေပင့်ကူမြင်လို့အမြင့်တန်းတွေထွက်လာပြီးနံပါတ်128ကိုပတ်လိုက်ပါတယ်နံပါတ်128ကတော့ထိတ်လန့်သွားပါတယ်ဇွန်ဘီဘရင်မှာဒီလိုစွမ်းအားရှိမှန်းသူမသိခဲ့ပါဘူးဇွန်ဘီဘရင်ကတစ်ချက်ဆွဲလိုက်တာနဲ့နံပါတ်128ရဲ့ခန္ဓာကိုယ်ဟာချက်ချင်းပျက်စီးသွားပါတယ်ဒါပေမဲ့နံပါတ်128ရဲ့ခန္ဓာကိုယ်ထဲမှာပျောက်ဆေးတွေအပြည့်ထည့်ထားမှန်းဇွန်ဘီဘရင်မသိခဲ့ပါဘူးပျောက်ဆေးတွေပေါက်ထွက်သွားပြီးသူ့ကိုလွှမ်းခြုံသွားပါတယ်လူလူရန်ဟာဇွန်ဘီဘရင်တွေးအိုင်ဖြစ်သွားတာကိုကြည်ရင်အော်ဟစ်နေပါတယ်သူအရန်ကြောက်လန့်သွားပါပြီဒီနေရာကတကယ်ငရဲခမ်းပါပဲသူထွက်ပြေးပေမဲ့မကြခင်မှာပဲရေခဲပြင်အောက်ကိုကျသွားပါတော့တယ်ဒီတခါတော့သူ့ကိုဘယ်သူမှမကယ်နိုင်တော့ပါဘူးသူတစ်ပါးရဲ့အချစ်ပေါ်မှာမိခိုနေတဲ့စွမ်းအားဟာနောက်ဆုံးမှာတော့အားနည်းလုံးပါတယ်ကဘာလုံးဆိုင်ရာချက်မှာကစားသမား12ယောက်ရဲ့နာမည်တွေမိကိုရောင်ပြောင်းသွားပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့မှတ်စုစာအုပ်ထဲမှာသူတို့ရဲ့နံပါတ်တွေကိုတစ်ခုပြီးတစ်ခုချစ်ထုတ်လိုက်ပါတယ်နံပါတ်128ရဲ့နာမည်ဘေးမှာတော့သူ့ရဲ့အားနည်းချက်ကိုရေးထားပါတယ်ချက်ဆွဲအားအလွန်သေးငယ်တဲ့အရာဝတ္ထုတွေကိုမထိန်ချုပ်နိုင်ဥပမာဇွန်ဘီဘရင်ရဲ့ပိုးမြင့်တန်းလေးတွေလိုမျိုးပေါ့ကျွန်တော်ကတော့သတင်းအချက်လက်အသာစီးကိုတုံးပြီးမရှုံးနိုင်တဲ့တိုက်ပွဲတွေကိုပဲတိုက်လေးရှိပါတယ်အခုတော့ကျွန်တော်မှပြိုင်ဘက်တစ်ယောက်ပဲကြံပါတော့တယ်စစ်တပ်ကိုထိန်းချုပ်ထားတဲ့ဝန်တိန်ပါသူကဒီဂိမ်းကိုအမြန်ဆုံးအဆုံးသတ်ချင်နေပါပြီသူကကဘာလုံးဆိုင်ရာချက်မှာကျွန်တော်ကိုခေါ်ထုတ်လိုက်ပါတယ်ဒီဂိမ်းကအမြဲတမ်းထက်မြက်တဲ့သူတွေအတွက်ပဲမက်မင်းဒီအထိရောက်လာတာတော့ပါတယ်ဒါပေမဲ့ဂိမ်းတိုင်းမှာအရှုံးသမားရှိရမယ်အခုပဲကိုတက်တည်လိုက်ပါဒါဆိုရင်မင်းကိုနှိပ်စက်တာမျိုးမလုပ်ပဲလွှတ်ပေးမယ်မင်းမှာကြေးစားစစ်သားတွေရှိတာငါသိပါတယ်
ဒါပေမဲ့သူတို့ကစစ်တပ်ကိုမရှင်နိုင်ဘူးမင်းမှာပတ်စံတွေပဲရှိတာငါမှာတော့ဒုံးကြီးတွေရှိတယ်လေရင်တင်သင်္ဘောတွေစစ်လေရင်တွေရှိတယ်မင်းဘယ်မှာပဲပုံနေငါရှာတွေ့မှာပဲကျွန်တော်ကတော့သူ့ကိုချက်မှာလက်ကလေးပဲပြန်ပြလိုက်ပါတယ်ဝန်တိန်ရဲ့စိတ်ထိန်ချုပ်မှုကတန်မာပေမဲ့အားနည်းချက်တစ်ခုရှိပါတယ်သူကလူချင်းညနေချင်းဆိုင်တွေ့မှသုံးလို့ရတာပါကျွန်တော်မြေအောက်ဘန်ကားထဲမှာနေတဲ့သူကျွန်တော်ကိုဘာမှလုပ်လို့မရပါဘူးဒါပေမဲ့သူကအနာဂတ်ကျွန်းစီကိုဒုံးကြီးတွေနဲ့တိုက်ရိုက်ပစ်ခတ်လိုက်မယ်လို့ကျွန်တော်မထင်ထားခဲ့ဘူးဒုံးကြီးအမြောက်များအနာဂတ်ကျွန်းပေါ်ကျရောက်ပါတယ်အတော်ကြာတဲ့အထိကျွန်တော် online ကနေထွက်မသွားတာကိုဝန်တိန်မယုံနိုင်ဖြစ်နေပါတယ်မက်မင်းမှာတော်တော်လေးခိုင်မာတဲ့ပုံအောင်စရာရှိတာပဲဒါဆိုရင်ငါကိုယ်တိုင်လာပြီးမင်းကိုဆွဲထုတ်ပေးမယ်သူကသူ့ရဲ့လေရင်တင်သင်္ဘောနဲ့ကျွန်းစီကိုလာပါတယ်လေရင်တင်သင်္ဘောအတွက်တော့ကျွန်တော်ချထားတဲ့တန်ကွန်ရက်တွေကဘာမှမဟုတ်ပါဘူးသူအနာဂတ်ကျွန်းပေါ်ခြေချတဲ့အခါကျွန်းတစ်ခုလုံးမိခိုးတွေဖုံးလွှမ်းနေပါတယ်တောင်တွေပြိုကျပြီးမြေပြင်မှာကျင်းကြီးတွေဖြစ်နေပါတယ်ကာကွယ်ရေးစနစ်တွေအကုန်ပျက်စီးသွားပါပြီသူကမြေအောက်ဘန်ကာရဲ့ပေါ်နေတဲ့အဝင်ဝါးကိုကြည့်ပြီးပြုံးလိုက်ပါတယ်အကြိမ်ပေါင်းများစွာပြစ်ခတ်ပြီးနောက်မှာတော့တကားပွင့်သွားပါတယ်အထဲကလမ်းကြောင်းကိုတွေးလိုက်ရပါတယ်ကျွန်တော်ကသူ့စီဗီဒီယိုကောချက်ချင်းခေါ်လိုက်ပါတယ်သူကဘဝင်မြင့်တဲ့ပုံစံနဲ့ဖုန်းကိုကင်လိုက်ပြီးအမောင်တူကြီးကိုကြည့်တာပြောပါတယ်အခုမှအတနာခံဖို့ဆိုတာနောက်ကျသွားပြီးမက်သူကသူ့လူတွေကိုအထဲဝင်ဖို့အချက်ပြလိုက်ပါတယ်ကျွန်တော်ကိုဆွဲထုတ်ဖို့ပေါ့ဗီဒီယိုထဲမှာတော့ကျွန်တော်နောက်ကအဆုံးမဲ့ဆက်ကြောက်လာကြီးကိုလက်ညှိုးထိုးပြပြီးအေးအေးဆေးဆေးပြောလိုက်ပါတယ်ငါအနာဂတ်ကျွန်းပေါ်မှာရှိနေတယ်လို့ဘသူပြောလဲမင်းရဲ့မျက်လုံးကိုဖွင့်ပြီးငါတကယ်ဘယ်မှာလဲဆိုတာကြည့်လိုက်ဦးကျွန်တော်စကားပြောပြီးတာနဲ့အနာဂတ်ကျွန်းပေါ်မှာနျူကလ িয়ার ဘုံတစ်လုံးပောက်ကွဲသွားပါတော့တယ်နံပါတ်1ရဲ့နာမည်ဟာနောက်ဆုံးမှာတော့မီးခိုးရောင်ပြောင်းသွားပါတယ်စနစ်ကအောင်ပွဲခံတေးတံကိုကျေလောင်စွာဖွင့်လိုက်ပါတယ်နောက်ဆုံးအနိုင်ရသူနံပါတ်9ကိုဂုဏ်ယူပါတယ်မင်းကိန်းကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါပြီဝန်တိန်မှာဓာတ်ပုံတစ်ပုံကနေတီနီယာကိုအတိအကျခြေရခံနိုင်တဲ့စွမ်းအားရှင်တစ်ယောက်ရှိပါတယ်ဒါကတကယ်တော့အသုံးမဝင်တဲ့စွမ်းအားပါဒါပေမဲ့ဝန်တိန်ကတော့ဒါကိုဘယ်လိုသုံးရမလဲဆိုတာသိပါတယ်သူကျွန်တော်စီကိုဗီဒီယိုကောတွေခဏခေါ်ခဲ့တာကကျွန်တော်ရဲ့တီနီယာကိုခြေရခံဖို့ပါဒါပေမဲ့ကျွန်တော်ကတခါမှမကန်ခဲ့ပါဘူးနောက်တော့ကျွန်တော်ကနှစ်တကူညစာဓာတ်ပုံကိုသူ့စီပို့လိုက်ပါတယ်သူကကျွန်တော်ကိုလူလို့တိတ်တဆိတ်ဆဲဆိုပြီးကျွန်တော်တီနီယာကိုခြေရခံခဲ့တာပါလူမိုက်ကိုင်းတွေနဲ့ဇွန်ဘီဘီရင်တွေချင်းတက်ပြီးပျက်စီးသွားမယ့်အချိန်ကိုသူစောင့်နေခဲ့တာပါအဲ့ဒီနောက်မှသူကဝင်ပြီးအကုန်လုံးကိုတိမ့်ပိုက်ဖို့နဲ့ကျွန်တော်ကိုတတ်ဖို့စီစဉ်ခဲ့တာပါဒါပေမဲ့သူ့မှာဘလို့ကစားသမားတွေရှိတယ်ဆိုတာကျွန်တော်မသိဘဲနေမလားအဲ့ဒီဓာတ်ပုံကသူ့ကိုအနာဂတ်ကျွန်းစီညခေါ်ဖို့တမင်ပို့ပေးလိုက်တာပါဓာတ်ပုံပို့ပြီးတာနဲ့ကျွန်တော်အနာဂတ်ကျွန်းကနေထွက်ခွာခဲ့ပါတယ်စနစ်ကပေးတဲ့ဆုလက်ကတော့ဘယ်နေရာကိုမဆိုချက်ချင်းကူးပြောင်းနိုင်တဲ့အခွင့်အရေးတစ်ချိန်ပါကျွန်တော်ရဲ့ရိတ်ခါတွေအားလုံးနဲ့အတူကျွန်တော်ဟာအာကာသစခန်း Space Station တစ်ခုစီကိုကူးပြောင်းခဲ့တာပါဒါပေမဲ့စနစ်ကကျွန်တော်ကိုကမ္ဘာမြေကိုပြန်ဖို့လမ်းစာတော့မပေးခဲ့ပါဘူးဒီဆုလက်ကိုကျွန်တော်နောက်ဆုံးအချိန်ထိမသုံးမဲစောင့်နေခဲ့တာပါ